Hi guys, welcome to my channel.ကျွန်တော် channel အားလို့ပြလိုက်ဆိုလိုက်ပါတယ်။ဒီနေ့ကတော့ blood resort ပြသွားမှာပဲဖြစ်ပါတယ်။ဖိနာတော့ RB Gojo ပါ။တော့မသိပါဘူး။တော့မသိအောင်ကဲ။ဒီဆိုကျွန်တော် major တော့မှာ sauce ဝင်နေဘေကွန်နဲ့တက်ပြီးတော့ရမှာမသိဘူး။ဆိုတော့ဟာ sauce ဒီမှာစားတာလေးတော့ပါ။အဲ့ sauce ဝင်နေတယ်အဲ့ဒီတော့Who's that? Oh, bro, see? Oh, the mask got gone. Oh, the mask got gone. Hello. Oh, light fruit. That is good. Okay, so join me. Let's go. Yes. Oh, man. Oh, let's. So much rolla. Yeah, nina so kumshiro lo yawa. Ero jono lewe fan ja yaw. Prison yaw ma twi ja yaw po. Ke ko prison go yaw pi. So let's go. Cost lo. Okay, jono lewe fan la yaw di time pya chin ne atwe. So sorry. Designတွေဖန်တာမှာပြချင်ဘူးဆိုတော့ကျွန်တော် subscribe လေးနဲ့ like လေးပါနှိပ်ခဲ့ပြီးကျွန်တော်တောက်ဆိုချင်ပါခင်ဗျ Okay let's go Okay Oh ဒီနေ့အောင်တော့ပါဆိုတော့ဒီမှာတရားလောက်ကြီးတာ100 Yeah ဆိုကိုစက်တက်တင်လိုက်ပါတယ်ဆိုတော့ဒီကောင်တက်ပြီးတော့နောက်ထပ်3ကောင်မတက်ဖို့လိုရဆိုတော့ဒီကောင်ကျုံးရအောင်John Library ရမစကိုင်းဘင်း Irish ဒီလိုနောက်ထပ်ဘယ်နှကောင်နောက်ကောင်မလို့ဆိုတော့6ကောင်ဆိုနောက်ကောင်မလို့ရကျွန်တော်ရဲ့ဒီ saver source ကိုလေးပဲတင်ရover 38ကဲလေးပဲ50 C2 ရောက်မှစမ်းလိုက်တော့လေဟုတ်တယ်မလား Yeah so နေရချောက်ပတ်တဲ့ bro what the တော့ chest တွေလိုက်စုပါမယ်ဖူးဖောက်ချင်တဲ့အတွက်ဒီမှာ chest လုံးတော့အပေါ်ဆုံးမှာ chest လုံးရှိOh, ngami. What I will just. Another chest. Wait. I'm full follow your money. Hey, not follow your money. Right. A friend. I will go to it. Okay. So I join where we village go do one. Okay. Wait. No. Okay. Okay. Mình don't want to know now. So, from by video, my jelly java man. Okay, so brother, I'm going to your way. So, John the young girl was going to live in Maslow young.
အရင်ကောင်းမှာဆိုရင်ကျွန်တော် level max နီးပါးလောက်တော့ရောက်တော့မှာဆိုအရင်ကောက်ကဘန်းခံလိုက်ရတာပါဘာကြောင့်ဘန်းခံလိုက်ရလဲဆိုကျွန်တော်ကိုဘေကောင်ဘန်းသွားတယ်ဆိုတော့တတိယဆုံးတဲ့ချိန်မှာကျွန်တော်ရဲ့တင်ငယ်ချင်းနဲ့တယောက်ဖြစ်နေခဲ့တာပါဒါပေမဲ့အတင်ငယ်ချင်းကျွန်တော်တိတ်မခင်ပါဘူးတော့ကျွန်တော်နည်းလေးငင်းကန်နေရှင်တော့ကျွန်တော်ဘာကြောင့်ဘန်းလဲကျွန်တော်မသိဘူးကျွန်တော်ပြောတာမြင်တဲ့အတိုင်းပဲပတ်စံက40ကျွန်တော်ရဟောတော့4သိန်းကျော်ဖြစ်ပါပါ။ဒီဆိုကျွန်တော်တို့တက်ဆိုလိုနေနဲ့ ice free ကောက်တွေးပါတယ်လို့တော့ ice free ကဘာသုံးဆိုင်ရပါလဲ။သုံးစားတော့ရပါတယ်လေဖန်တော့ကောင်းပါမြန်ပါတယ်။ Yeah ဖူးဖောက်လို့ရတော့မယ်။ဆိုတော့ကျွန်တော်ဖူးပတ်စံဘယ်လောက်ဖောက်ရအောင်လဲဆိုကျွန်တော်ဒီစီးဝမ်းဂျန်ကယ်မှာရှိတဲ့ gorilla king တက်ပြီးမှကျွန်တော်ဖောက်ပါမယ်ဖူးဖောက်ပါမယ်ပြီးရင်ဒီချက်မှာကျွန်တော် diamond chest ရှိတယ်ကျွန်တော်ပြောရဲ Ooh it's pretty good yes ဆိုတော့ gorilla king ကိုရှင်တော့အဲ့ဘယ်ဟာ please အမတောင်းတော့ဒီဘက်ပုံစံကြည့်ရတာပတ်သက်ရှိမှာပုံလို့ဆို please မတောင်းပါခင်ဗျာကျွန်တော်ကလည်းကျွန်တော်ဖူးဖောက်ပြရမယ်လို့ဆိုကျွန်တော်အဲ့နောက်တနာလို့ပါthis one full on shootingကျွန်တော်တင်ပြဆိုကျွန်တော် let's go တောင်းနေကောင်းတဲ့ဘူးရရင်လည်းကျွန်တော်ပေးချင်ပေးပေါ့ okay ဆိုကျွန်တော်ဖောက်မယ် random ကိုတော့ရမယ် okay like fruit how do you see that fruit okay oh spike fruit bro this fruit is not bad okay I'll drop there byတော့ဒီကုတိုးရင်များလာအဲ့ဒီကောင်မောက်စရိုးပဲလားနင်ဘာလို့စရိုးလိုက်တော့ခေါက်လို့မရခေါက်ရရင်ခေါက်ပြီးရင်ကြာပြီးနားမှာသားဟုတ်ဘူးကဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးတော့ဘာနောက်ဗီဒီယိုလေးတော့မှာဆိုတော့ကျွန်တော်တို့တွေ bye